ဆိုတော့ကျွန်တော်ဒီအခုတာဂီတာပေါ့နော်တာဂီတာမြောက်ဒီ2ပေါင်ကျွန်တော်16လမ်းနဲ့လမ်း20ကြားမှာကျွန်တော်မိကစ်အထူးခုစစ်ကမှာကျွန်တော် Pro S 6KB SPC ကျွန်တော်314တာမျိုးအဲ့နဲ့လာတက်ပေးတာပေါ့နော်တက်ဆင်ထားတဲ့ပုံလေးကျွန်တော်ပြပေးမယ်ကျွန်တော်ကပြီးသွားရောပစ္စည်းဒါဆိုတက်ဆင်ပြီးသွားပြီပေါ့နော်တက်ဆင်ပြီးသွားပြီကျွန်တော်ကဒီအခုလေးကြီး EPC တော့လာတယ်ကျွန်တော်ဘယ်လောက်လုံးတုံးလဲဆိုတော့ကျွန်တော်အခုဒါစမ်းနေတာပေါ့နော်စမ်းနေတာကျွန်တော်တက်ဆင်ပြီးသွားပြီတော့ဘယ်ဒီရအောင် BM ချိတ်လားမချိတ်လားဆိုကျွန်တော်ပြပြဒီမှာ45ဆိုရင်ဒီအောက်ထိုင်အောင်မော်လားဒီမှာ45ဆို46တော့ညီနေရနော်တပွိုက်ပဲကွာဒီမှာညီရပါတော့ပြန်ထားရင်ရအောင်လားစီလို့ဟုတ်လားဟုတ်လေသူအဲ့ဆိုရင်ကျွန်တော်ဒီတက်ဆင်တာပြီးပါမယ်ဒါကျွန်တော်တက်ဆင် BM ဂျူဒီကဆော်လာတော့မပါဘူးကျွန်တော် SPC ဒီကဟောပါနော်314ပေါ့နော်314ပါ50.2ပို့ပေါ့နော်6000နဲ့တက်ထားပါအားကြောတော့အော်တိုမော်တော့ဟောပါနော်မင်းတွေရိုးချိန်ပါမယ်ဒီမှာဆိုကျွန်တော်မီးစဲအကြီးအသေးရှိမယ်အင်ဗာတာလိုင်းရှိမယ် EPC ရှိမယ်ပေါ့နော်3လမ်းရှိ4လမ်းရှိရပေါ့နော်ပြောမယ်အဲ့လို4လမ်းကကျွန်တော်စီတော့လက်ဆင်ပြတာပေါ့နော်